ရိုစီကောင်လေးဝပြထားတာပါဒီကောင်လေးဆိုရင်တော့ ANC မှာ April 7 ရက်လေး3မျိုးမှချုပ်ပေးထားလေးပါရှင်ဒီဒီဇိုင်းလေးကကျတော့ Lemon Fusion လေးကိုမှဒီခါးနားလေးမှာလည်းခါးပြားစည်းလေးနဲ့ကိုမှတွန်လေးနဲ့ဒီဇိုင်းလေးပေါ်ပေးထားတယ်နောက်တစ်ခုကကျတော့ဒီလိုနောက်ခန်းလေးမှာဆိုရင်လည်းမြောက်ရှုံလေးပါတဲ့အတွက်ကြောင့်မလို့ခါးလေးကိုပို့ပြီးတော့မှပေါ့နော်လိုမျိုးတွယ်လေးဖြစ်ပါစေပါရှင်ဒါလေးကကျတော့ဒုတိယမြောက်စင်လေးကိုပြထားပါတယ်ရှင်ဒီဟာလေးကျတော့အတိုင်းရောင်လေးကိုမှစက်တစ်စင်လေးရဲ့ဒီဇိုင်းစင်လေးနဲ့တွဲပြီးမှချုပ်ပေးထားလေးပါဒီတစ်ခါမှာတော့အရောင်ဆူဆူလေးကိုပြထားပါတယ်ရှင်ဒီပုံပေးထားတာလေးကလိမ္မောရောင်ဆူဆူလေးပါပြီးကြတော့ဒီလိုမျိုးဒူနာလေးမှာလည်းအနားစင်လေးနဲ့ဒီဇိုင်းလေးပေါ်ပေးထားပါတယ်ဒီခါမှာတော့ရေမောကဒီဇိုင်းစင်လေးဝေးပြထားပါတယ်ရှင်အခုရေမောဝေးပြတာလေးကကျတော့ANC ကောင်းဝေးလေးဆိုပေမဲ့ရေမောတို့ဒီအခန်းသားလေးကိုခြေတလုံးတစ်ဝက်သားတိခံပေးထားရတဲ့အတွက်ကြောင့်မလို့တကယ်လို့မဟုတ်တော့ဝေးရတဲ့ခါမှာလည်းတက်တက်ဖြစ်စေမှာပါဒီတစ်ခါမှာတော့ရောင်ဆန်းဆန်းလေးဝေးပြထားပါတယ်ရှင်ဒီအခန်းရောင်လေးဆိုရင်ဘေးဒိုင်ရောင်ဖြော့ဖြော့လေးသုံးပေးထားတယ်အဲ့လိုမျိုးဘေးဒိုင်ရောင်ဖြော့ဖြော့လေးပေါ်မှာမအညိုရောင်ချက်တစ်ကွက်လေးနဲ့ဒီဇိုင်းလေးပေါ်ပေးထားတာပါဒီခါဝတ်ထားလေးကကျတော့အနည်းအောင်လေးဝပြထားပါရဲ့ရှင်အခုရေမိုးပြသွားတဲ့ဒီအစင်လေးကကျတော့ရွေးချယ်စရာအနေနဲ့89အောင်တော့ထုတ်ပေးထားတာပါအခုရေမိုးဝထားလေးကတော့နောက်ဆုံးရောင်လေးပါရှင်ဒီဟာလေးဆိုရင်အသားရောင်လေးတွေဒီလိုမျိုးအုပ်ကျိုးရောင်လေးရဲ့ဒီဇိုင်းလေးပေါ်ပေးထားပါတယ်ပြီးတော့အကွက်စင်ဒီဇိုင်းလေးပေါ်ပေးထားတာပါအခုရေမိုးဝပြတဲ့ဟာလေးကပေါ့နော်ဒါလေးကဈေးနှုန်းလေးအနေနဲ့သူက2000လေးတောင် small medium 2000လေးတောင်အစားပြီးတော့မှရောက်ချပြီးတော့မှာပါရှင်